inflow composition light and color contrast typography storytelling shape space color mood ဒီအချက်တွေကတပုံတပုံကိုအသက်ဝင်စေတဲ့အချက်တွေပါအားကြောင့်မလို့ကျွန်တော်ဓာတ်ပုံရိုက်တဲ့အခါတိုင်းမှာလှမလှဘူးဆိုတာထက်ဒီအချက်တွေရှိမရှိဆိုတာကိုအရင်ဆုံးစဉ်းစားလေးရှိတယ်ဥပမာဒီလိုလေးကိုပဲကြည့်မနေ့ကကျွန်တော်အလုပ်သွားရင်းနဲ့ဒီလမ်းမှာပေါ့နော်မိပိုင်ဆောင်နေရင်ဒီ documentary feeling ဆန်တဲ့အခိုက်အတန့်လေးကိုရယူနိုင်ခဲ့တယ် documentary feeling ဆိုတာကကျွန်တော်တို့ဓာတ်ပုံမရိုက်ခင်မှာကြိုတင်ပြင်ဆင်ပြီးတော့ setup တွေလုပ်ထားတဲ့အခိုက်အတန့်ကိုပြောတာမဟုတ်ဘူးအဲ့တော့စမ်းကြံပဲဖြစ်တဲ့ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲနဲ့ဒီလက်တွေ့ဘဝရဲ့စစ်မှန်အခိုက်အတန့် feeling ကိုပြောတာပဲဖြစ်တယ်အဲ့တော့ကျွန်တော်ရိုက်ခဲ့တဲ့အဲ့ဒီ documentary feeling ဆန်တဲ့ပုံလေးကိုကျွန်တော် analyze လုပ်သွားမယ်ပေါ့နော်ကျွန်တော်ပြောခဲ့တဲ့အရှိအချက်တွေအချက်အလက်တွေဒီကျွန်တော်ရိုက်ခဲ့တဲ့ documentary feeling ဆန်တဲ့ဒီပုံလေးမှာအဲ့ဒီအချက်လက်တွေရှိလားမရှိလားဆိုတာကို analyze လုပ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီပုံကိုကြည့်ချင်းမှာပဲဒီပုံကဘာကောင်းလဲဆိုတော့ inflow အရင်မိုက်တယ်ဘာလို့ inflow အရင်မိုက်လဲဆိုတော့ကျွန်တော်ဒီပုံကြည့်ချင်းမှာပဲကျွန်တော် eye ရဲ့ attract ကပေါ့နော် attention ကဘယ်မှမရောက်ဘူးဒီကျွန်တော်ပြချင်တဲ့ subject စီကို inflow တန်းသွားတယ်ပေါ့နော်ဘယ်တော့မှအာယုံပြန့်စရာတွေဘာမှမရှိဘူးတကယ်လို့ဒါဒီဘေးမှာ platform ပေါ်မှာလူပဲဖြစ်ဖြစ်တခြားအရာတစ်ခုခုပေါ့နော်ဆိုင်ကယ်ကြီးပဲဒီနားကြီးမှာရက်ထားရဖြစ်ဖြစ်ဆိုရင်တော့ကျွန်တော်တို့ရဲ့မျက်လုံးကကျွန်တော်ပြချင်တဲ့ subject ကိုတန်းမရောက်ခင်နဲ့အဲ့ဒီကိုရှောက်သွားနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒီချက်လည်းမရှိတဲ့အတွက်ဒီပုံက inflow မိုက်တယ်ဆိုတော့ inflow ကြိုက်တယ်ရှင်းလင်းတယ်ပြီးရင်နောက်တစ်ခု composition ကကြတော့ကျွန်တော်ဒီမှာဒီပုံမှာ leading line တွေရှိနေတယ်ပေါ့နော် leading line တွေရမ်းကောင်းတယ်အပေါ်ကဒီတကြိုးတွေရဲ့ line တွေပြီးရင်ကျွန်တော်ဒီမှာဓာတ်တိုင်တွေမှာအရိပ်ကထိုးနေတဲ့အရိပ်တွေဓာတ်တိုင်အရိပ်တွေဒီကောင်တွေကကျွန်တော်ပြချင်တဲ့ subject ကို leading လုပ်နေတယ်ပေါ့နော်အဲ့ဒါတွေကလည်း strong leading line တွေဖြစ်တယ်ပြီးနောက်တစ်ခု framing composition ကြောင့်တကယ်လို့မြင်လားမသိဘူးဒီမှာကားနှစ်စီးရှိတယ်ကားဒီဘက်မှာအဖြူတစ်စီးနဲ့ဟိုဘက်မှာကားတစ်စီးအဲ့နှစ်စီးကကျွန်တော်ပြချင်တဲ့ subject ကိုနှစ်ခုညှပ်ထားတာဖြစ်တဲ့အတွက်ဒီပုံက framing လို့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ framing composition လည်းမိုက်နေတယ်ဘေးနားမှာကားတွေဝိုင်းထားတာပေါ့နော်အဲ့တော့တကယ်ပြီးတော့ဒီမှာ geometry ကကြတော့ကျွန်တော်တို့ shape ပေါ့နော် 3 can shape ပုံစံလေးတွေလည်းသူ့ဟာနဲ့သူဖြစ်နေတယ်ပေါ့နော်ဒီမှာအဲ့ဒီ shape ပုံစံလေးတွေလည်းဖြစ်နေတဲ့အတွက် composition ကလည်းဒီပုံမှာတကယ်ကိုမိုက်တယ်ပြီးတော့ light contrast ကကြတော့ light contrast လည်းမဆိုးဘူးဒါပေမဲ့ကျွန်တော်ရိုက်ခဲ့တဲ့အချိန်က17နာရီနဲ့12နာရီဝန်းကျင်ဖြစ်တဲ့အတွက် light contrast ကကြတော့နည်းနည်းတော့ပြည့်မစုံလေးပေါ့နော်တကယ်လို့ဒါဘေးတိုက်အလင်းဆိုရင်ကျွန်တော်တို့ဒီ subject ကအရေးတွေလည်းပေါ်နေမှာဖြစ်တဲ့အတွက်ပို့ပြီးတော့အသက်ဝင်စေပဲပေါ့နော်ပြီးတော့ color contrast ဒီမှာတော့ color contrast မရှိဘူးအရောင်အနီရောင်အဝါရောင်အစိမ်းရောင်အပြာရောင်ပေါ့နော်ဒီဟာတွေတစ်ခုခုထင်းထင်းရှားရှားရှိမလို့ပေါ့နော်အဲ့တော့ဒီမှာ light နဲ့ color contrast ကတော့ဒီပုံမှာမကောင်းဘူးပြီးနောက်တစ်ခု depth of field ကတော့ဒီဟာမှာတကယ်ကိုမိုက်တယ်ပေါ့နော် foreground midground background foreground မှာရှိမလဲဆိုတော့ကျွန်တော် camera angle ယူခဲ့တဲ့ဟာလည်းမိုက်တယ်ကျွန်တော်လမ်းဘေးနားလေးကိုကျွန်တော်ကတ်လိုက်တယ်ကတ်ပြီးတော့ကျွန်တော်ဘေးနားကကားအမဲရောင်ကိုကျွန်တော် foreground ယူလိုက်တယ်foreground ယူပြီးတော့ကျွန်တော်အလယ်မှာကျွန်တော်ပြချင်တဲ့ subject ကကျတော့ midground ပြီးရင်ဟိုက background ကလည်းကောင်းကင်ကြီးဖြစ်နေတာဗျာသိလားတကယ်ဒီပုံက depth of field လည်းတကယ်ကိုမိုက်တယ်ပြီးတော့ရင်နောက်တစ်ခု storytelling လည်းမိုက်တယ်ဒီ trucker ကြီးကဒီမှာအကြောင်းမဲ့တက်ရက်နေတာမဟုတ်ဘူးဗျာပြီးတော့ဒီမှာ traffic light ကိုလည်းမြင်နေရတယ်ဒီပုံကြည့်လိုက်တာနဲ့ဘာကြောင့်ဒီကားတွေဘာကြောင့်ရက်နေတာလဲသူတို့ဘာဆောင်နေရလဲဆိုတော့ storytelling ပေါ့နော်သူတို့ခောက်တဲ့ကားမှတ်တိုင်မှာကားဆောင်နေတယ်ကားမှတ်တိုင်ဒီမီးပွိုင်းမှာကားဆောင်နေကြတယ်ပေါ့မီးပွိုင်းဆောင်နေကြတယ်ဆိုတော့ storytelling ပြီးတော့ဘယ်မြို့မှာလဲဒီမှာ time ဆိုတဲ့ sign board လေးတွေပါတယ်ဘယ်မြို့မှာလဲဘယ်လိုအနေထားလဲဆိုတာကြည့်တဲ့သူတိုင်းမှာတွေးလို့ရတယ်ဗျာ visual thinking ရတယ်ဗျာအဲ့တော့ storytelling ကလည်းဒီပုံမှာတကယ်ကိုမိုက်တယ် space အကွာအဝေးလေးတွေဒီ foreground ရဲ့ midground ရဲ့ background ကွာဝေးတွေကလည်းမိုက်တယ်ပြီးတော့ဒီမှာဘယ်လိုမျိုးလဲဆိုတော့ဒီအရှိကကျွန်တော်ထပ်ပြခဲ့တဲ့ foreground ကအမဲနဲ့ကျွန်တော်ပြချင်တဲ့ midground subject နဲ့အကွာအဝေးကလည်းအရန်ကတ်မနေဘူးအရန်လည်းဝေးမနေဘူးပြီးအနောက်က background sky ကောင်းကင်နဲ့ကျွန်တော်ပြချင်တဲ့ midground subject နဲ့ကလည်းအရင်လည်းနီးမနေဘူးအရင်လည်းဝေးမနေဘူး space ကလည်းဒီပုံမှာမိုက်ရယ်ဒီပုံကတော့ကျွန်တော်မြင်တာကတော့ဒီလောက်ပဲပေါ့နော်ဒီပုံလေးကလည်းတကယ်ကျွန်တော် street photography တွေ
ရိုက်ခဲ့တဲ့တောက်လျှောက်လုံးပေါ့နော်အကောင်းဆုံးပုံလေးလို့ပြောလို့ရတယ်ပေါ့နော်အဲကျွန်တော်မထင်မှတ်ဖက်နဲ့တရားလေးရိုက်ရတာဗျာတင်တာကျွန်တော်အလုပ်သွားရင်းနဲ့ဗျာကင်မရာလေးလွယ်ထားတာမထင်မှတ်ဘူးကျွန်တော်တပုံရိုက်ဖို့ရည်ရွယ်ချက်ရှိနဲ့ကျွန်တော်သွားရတဲ့အချိန်ရခဲ့တာမဟုတ်ဘူးဗျာတင်လားအဲ့တော့ဒီတပုံကောင်းတွေဆိုတာကကျွန်တော်ဗာသိလိုက်လဲဆိုတော့တပုံကောင်းတပုံရဖို့အတွက်ကကင်မရာတွေမလို့ကင်မရာလေးတွေပြီးလမ်းအကောင်းစားကြီးတွေဒါတွေမလို့ဘူးဗျာတင်လားအဲ့တော့ဒီကိုဘယ်နေရာကိုပဲရောက်တတိရှိနဲ့အဝန်းကျင်ကိုအကဲခတ်မယ်လေ့လာမယ်အဲ့ဒီအချိန်မှာ visual ကောင်းကောင်းရှိတဲ့တယ်လို့ထင်တယ်ဒါအဓိကအချက်ကတော့ visual ပေါ့နော် visual language ကကျွန်တော်တို့ဓပုံကိုတကယ်ကိုအသက်ဝင်စေတဲ့အချက်တစ်ချက်လို့ပြောလို့ရတယ်ဓပုံကောင်းဓပုံရဖို့အတွက်ပေါ့နော် visual language ကတကယ်ကိုလိုအပ်တဲ့အချက်ဆိုတာလေဒီအမှာကောင်းကောင်းသိသွားတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်နောက်ပိုင်းမှာကျွန်တော်ဒီ camera gear တွေ camera body တွေအကောင်းစားကြီးတွေကိုလိုချင်တယ်ဆိုတာထက်ကျွန်တော်ရဲ့ဒီ visual language ကောင်းအောင် visual thinking ကောင်းအောင်လို့ပို့ပြီးတော့ဆက်လေ့ကျင့်သွားမယ်ပေါ့နော်ကဲ anyway ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့ဒီ video လေးကတော့ဒီလောက်ပဲကျွန်တော်ဒီပုံလေးကိုကျွန်တော် analyze လုပ်ခဲ့သလိုပဲသူကြည့်နေတဲ့တကယ်ကြီးနေတဲ့မှာရောဘာတွေများထပ်ပြီးဖြည့်ဆွဲပြီးတော့ analyze လုပ်ခြင်းလဲcomment ထဲမှာ analyze လုပ်ခဲ့လို့ရတယ်အားလုံးကိုနောက် video လေးမှာပြန်တွေ့မယ် bye bye